င်္ဂလန်ရဲ့အကောင်းဆုံးဒုတိယလူအဖြစ်တကြောကြောအော်ဟေးရင်းနဲ့ဖလားလက်မဲ့6နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်တဲ့အာဆင်နယ်အတွက်ဒါ6နှစ်တာအကြာမှာပထမအဆုံးစပြီးတော့ယူမဲ့ဖလားဖိုင်နယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အာဆင်နယ်ကအဒီနောက်ဆုံး6နှစ်မှာဖလားတာမရတာဖိုင်နယ်ကောရောက်လာဆိုမရောက်ဘူးဒါပထမဆုံးစပြီးရောက်တဲ့ဖလားပဲအဲ့တော့ဒီဖလားကအာဆင်နယ်အတွက်တော်တော်လေးမှအရေးကြီးတယ်အာဆင်နယ်အတွက်တည်းအရေးကြီးလားဆိုရင်မဟုတ်ဘူးဟိုဘချန်ကမန်ချက်စတာစီးတီးကလည်းဒီဖလားဖိုင်နယ်ကိုစပြီးရောက်ပြီဆိုကြတဲ့နိုင်ပေါ့နော်ဒီနှောင်းပိုင်းနေ့ဒီမှာ2013လောက်ကြတဲ့နိုင်အခုဒီ2026ဒီ6ကြိမ်တန်းနိုင်ရောက်တယ်ဒါပေမဲ့တစ်ကြိမ်တစ်ခါဆိုတစ်ကြိမ်တစ်ခါမှ runner up နဲ့အဆုံးမသတ်ဘူးသူကဒီဖိုင်နယ်ကိုရောက်ပြီဟေးဆိုရင်ဖလားယူပြီးမှပြန်တယ်ဘာလို့အဲ့တော့အတိလိုမျိုးမန်ချက်စတာစီးတီးနဲ့ခုနလိုမျိုး6နှစ်တာအကြာမှာပထမဆုံးဖလားယူကိုယူရမယ့်အာဆင်နယ်တို့ရဲ့ခရာဘောင်ဖလားဖိုင်နယ်လေးဒီကနေ့ည7နာရီကြာရင်ရှိပါတယ်နော်အဲ့တော့အဲ့ဒီပွဲလေးကိုပွဲကြိုခံမှန်းသုံးသက်ချက်လောရမယ်ဆိုရင်ဗီဒီယိုဆက်လာကြီး throw တဲ့ဟာလေးနဲ့တယောတဲ့ဟာလေးနဲ့စထားလို့တယောမှလားဆိုရင်တော့မဟုတ်ပါဘူးကျွန်တော်ကောက်ကောက်ငန်းငန်းပြောမှာပါကောင်းငန်းပြောမှာမို့လို့ဒီဟာကိုဟိုထိန်းထားတဲ့တဲနဲ့သွားထုတ်တာတာကြီးတွန့်ကျင်နေတာပဲဒါပေမဲ့အဲ့တဲ့တာကြီးတွေငါလာခွာနော်ကောင်းငန်းပြောချင်လို့ဒါဒီဟာလေးကောက်ပြီးတော့ရှာထားတယ်အဲ့တော့အမှန်တိုင်းပြောရမယ်ဆိုရင်အာဆင်နယ်ဒီနဲ့ဖလားမရတာ6နှစ်ကြာပြီဒါပထမဆုံးစရောက်တဲ့ဖလားဒီဖလားကအမှန်တိုင်းပြောရမယ်ဆိုအင်္ဂလန်ရဲ့တတိယအဆင့်ဒါတချို့အသင်းတွေတော့တိတ်အရေးမကြီးဘူးတချို့အသင်းတွေအတွက်အရေးပါတယ်ဆိုပေမဲ့လည်းအင်္ဂလန်အတွက်ကတော့ကျွန်တော်ကအမှန်တိုင်းပြောရရင်တော်တော်လေးမှအရေးပါတဲ့ဖလားလို့မြင်တယ်ဘာလို့လဲဆိုတော့လက်ရှိအာဆင်နယ်ကဖလားမရတာ6နှစ်ကြာပြီဗျာအဲ့ဒီအနေထားမှာပထမဆုံးစရမယ့်ဖလားကဒီဖလားဖြစ်မယ်ဟဲ့ဆိုရင်ဒါ9လပိုင်းကြာရင်တေချာပေါက်ရကိုရဖို့ဒါရာခိုင်နှုန်းများနေပြီဖြစ်တဲ့ပရီးမီးယားလိပ်ပါအပါဝင်ဆိုရင်နှလုံးရမယ်ဒီကနေမှကန်ကောင်းခဲ့ရင်ခုနလိုမျိုးထပ်ပြီးတော့ကြိုးစားမှုတွေပါရင် FA ကထပ်ရခဲ့ရင်အင်္ဂလန်ပြည်တွင်းဖလား3လုံးကိုဒါထက်ပြန်ရတဲ့အနေထားပေါ့နော်အမှန်တိုင်းပြောမယ်ဆိုရင်အဲ့ဒီအောင်မြင်မှုကအာဆင်နယ်အတွက်တော်တော်လေးမှမြင်မာတဲ့အနေထားတစ်ခုမှရှိတယ်ဒီကနေထပ်ပြီးကန်ကောင်းခဲ့ရင်ဒါချန်ပီယံလိပ်ဖလားတို့ဘာလို့လဲမျော်မှန်းကြည့်မျော်မှန်းလို့ရတယ်ဆိုပေမဲ့လည်းဒါကတော့နည်းနည်းဝေးပါတယ်အဲ့တော့လက်ရှိအနေထားမှာအင်္ဂလန်မှာတော့သူကတော့ခက်ဆက်စွာပဲဖြစ်နေတဲ့အနေထားတိုင်းအာဆင်နယ်အတွက်ဒီဖလားကတော်တော်လေးအရေးကြီးပါတယ်ဘာလို့ဆိုတော့ဒီဖလားဖိုင်နယ်ကန်တဲ့အနေထားမှာသူ့အနေနဲ့အနိုင်မရခဲ့ဘူးရှုံးပေးခဲ့ရတယ်မန်ချက်စတာစီးတီးကပြန်ပြီးတော့အောင်မြင်မှုဘာညာနဲ့ motivation ရသွားပြီလို့မန်ချက်စတာစီးတီးကဒါfeed တက်ပြီးတော့ပြန်လာခဲ့မယ်ခုနလိုမျိုးဒီကောင်းလေးအာဆင်နယ်ရဲ့ final မှာပြန်ပြီးတော့ရှုံးတဲ့ဟာတွေငါတို့ကဒုတိယလူပဲဖြစ်နေအောင်မလားငါတို့က runner up နဲ့ပဲဂျင်းနဲ့ရအောင်မလားဆိုပြီးတော့ဒါရှိနေခဲ့တဲ့ emotional တွေဒါပြောမယ်ဆိုစိတ်ခံစားမှုတွေပေါ့နော်စိတ်ခံစားမှုတွေဒါအောက်ကိုပြန်ကျသွားခဲ့မယ်ဆိုရင်လက်ကျန်9ပွဲကလည်းဘာမှမဆိုဖြစ်သွားနိုင်တယ်ဒါသူတို့ကြားထဲမှာတော့ကွာပါသေးတယ်ဆိုပေမဲ့လည်းလက်ကျန်ပွဲကဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့အနေထားမှာဒီဖလားကအမှန်တိုင်းပြောရင်အာဆင်နယ်အတွက်ချန်ပီယံလိပ်ဖိုင်နယ်နီနီအရေးကြီးပါတယ်နော်အဲ့တော့လက်ရှိပေါက်ကြီးကိုသွားကြည့်ရောလေ3လုံးပြား3လုံးအပြည့်နိုင်တယ်တူဟုတ်တယ်ကိုပေါင်းကြီးက3လုံးအပြည့်နိုင်ဘော်ရီကြီးကအာဆင်နယ်ကနေပြီးတော့မန်ချက်စတာစီးတီးကိုတရေပြား90ရှုံးပေးထားတယ်နော်အဲ့တော့ချီစွမ်းအရာပဲကြည့်မယ်ဟေးဆိုရင်မန်ချက်စတာစီးတီးနေတဲ့အာဆင်နယ်ကိုလုံးဝမနိုင်ပါဘူးအတီးပြောတာစီးတီးရဲ့လက်ရှိဒီနှောင်ပိုင်းခြီစွမ်းနေရှေ့ရခြီစွမ်းနေဟိုခြီစွမ်းဒီခြီစွမ်းနေပြောမနေနဲ့ခြီစွမ်းပိုင်းအရာကြည့်မယ်ဆိုရင်မန်ချက်စတာစီးတီးဒီကနေ့ညအာဆင်နယ်ကိုလုံးဝမနိုင်တကယ်မနိုင်ဘူး100ရာခိုင်နှုန်းမနိုင်ဘူး100ရာခိုင်နှုန်းနဲ့ကြော်ပြီး1000ရာခိုင်နှုန်းလည်းမနိုင်ဘူးအဲ့တော့ပြောမယ်ဆိုရင်ဒီဖလားကအာဆင်နယ်ရဲ့ဒါ6နှစ်အကြာမှာပထမဆုံးပြန်ရတဲ့ဖလားဒါပရီးမီးယားလိပ်မလာခင်ကြိုပြီးတော့လက်ဖွင့်တဲ့ဖလားလို့တောင်ပြောချင်ပြောလို့ရရပေါ့နော်ဒါပေမဲ့တခုတော့ရှိတာကခုနလိုမျိုးမန်ချက်စတာစီးတီးကလက်ရှိဒီယာဒီမှာဒါပရီးမီးယားလိပ်မရဘူးကလည်းတေးကြနေပြီပြီးတော့ FA ဖလားကလည်းနည်းနည်းလေးလိုအပ်နေသေးတယ်ဆိုတော့သူ့အနေနဲ့လောဘာဘူးနဲ့သွားတွေ့မှာဆိုတော့နည်းနည်းလေးကြက်တယ်ဆိုတဲ့အနေထားမှာ FA ကလည်းတိတ်ပြီးတော့မသေးကြဘူးပြီးခဲ့တဲ့ယာဒီကလည်းခေါက်ပြောက်ထားခဲ့တဲ့ဖြစ်တဲ့အတွက်သူ့အနေနဲ့2နှစ်ဆက်3နှစ်ဆက်ဖလားလက်မဲ့တွေမဖြစ်ချင်ဘူးဟေးဆိုရင်เนาะဒါဒီယာဒီမှာသူ့အတွက်ဒီဖလားကလည်း Manchester City အတွက်နောက်ဆုံးမျှော်လင့်လို့ရတဲ့ဖလားပဲစီးတီးတော့အဲ့တော့စီးတီးကလည်းဒီဖလားကိုအားသွန်ခေါ်ဆိုင်ပြန်ကန်လာမှာဖြစ်တဲ့အတွက်အာတီတာကြီးနဲ့ဂွာရီယိုလာနဲ့ဖိုင်နယ်မှာဘယ်လိုကန်မလဲဖိုင်နယ်ကိုဖိုင်နယ်နဲ့တူတူကန်မလားဒါမှမဟုတ်ရင်ပဲဖိုင်နယ်ကိုပရီးမီးယားလိပ်လိုမျိုးပဲငါတို့ကကစားကွက်လေးနဲ့ဟိုလိုဒီလိုကန်မလားဒါမှမဟုတ်ဖိုင်နယ်ဆိုတဲ့ဟာကအဓိက position တွေ
ဟိုဟာတွေဒီဟာတွေမဟုတ်ဘဲနဲ့ပေါ့နော်ပြောမယ်ဆိုရင်ဘောလုံးပိုင်ဆိုင်မှုတွေပါမဟုတ်ဘဲနဲ့အဓိကကဂိုးဘန်တစ်ဂိုးသွင်းနိုင်တယ်ဆိုတဲ့အရာကအဓိကပဲဆိုတဲ့ပုံစံနဲ့ဒါကန်သွားခဲ့မယ်လောက်သွားခဲ့မယ်ခေဆိုရင်တော့ Manchester City မနိုင်ဘူးလို့လည်းပြောလို့တော့မရပြန်ဘူးအဲ့တော့ဘာတွေပဲဖြစ်ပါဒီကလေးည7နိုင်ကြရင်အာဆင်နယ်နဲ့ဒါ Manchester City တို့ရဲ့ Carabao ဖလား Final ပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုထုံးစံတိုင်းမှာပဲကျွန်တော်မောင်အနော်ဝါဟင်းရဲ့ကိုဟင်း United ပွဲ7ဆိုတဲ့ Facebook group နဲ့ကိုဟင်း United ပွဲ10ဆိုတဲ့ Facebook group နှစ်ခုလုံးပါပဲ live လုပ်ပြီးမှဖြစ်တယ်လို့မျိုးကျွန်တော်ရဲ့အနော်ဝါဟင်း live ဆိုတဲ့ Telegram ထဲမှာလည်း live လုပ်ပြီးမှပဲဖြစ်ပါတယ်အဲ့တော့ကိုကတော့ Manchester United fan တွေနဲ့ဟာခမရကဒီပွဲကအကုန်နဲ့မဆိုင်မဲနဲ့ဘာလို့လဲဆိုတော့အကုန်လုံးလည်းသိပါတယ်ကျွန်တော်ကပွဲပေါင်းစုံလိုက်ပြနေတဲ့ကောင်မဟုတ်ဘူးကျွန်တော်က Manchester United ပွဲဆိုရင်ပြရတယ်ပြီးတော့အသင်းကြီးအချင်းချင်းကြီးချောက်ကြီးအချင်းချင်းထိတ်တိုက်တွေးတဲ့ပွဲစဉ်တွေဆိုရင်ကျွန်တော်ပြရတယ်ပြီးတော့အခုလိုမျိုးဖလားပွဲတွေဆိုရင် semi final ကနေစပြီးတော့ကျွန်တော်အနေနဲ့ပြရတယ်တခါလေကျတော့ quarter final တွေမှာဒီပွဲကောင်းတာတွေပိုင်း quarter final ကနေပြရပေါ့နော်အဲ့လိုမှမဟုတ်ပဲကျန်တဲ့ရက်ဆိုရင်တော့ United ပွဲမရှိရင်အနော်အင်းမရှာပါနဲ့မတွေ့ပါဘူးနော်အဲ့တော့လက်ရှိအခုနေထားမှာတော့ဒီကနေ့ည Arsenal နဲ့ Manchester City ရှိတယ်ကြေးအရာကောချီဆွမ်းအရာကောဒါ motivation အရာကောပြောမယ်ဆိုစိတ်ခံစားချက်တွေဒီယုံကြည်ချက်တွေအရာဆိုရင်တော့ Manchester City အနေနဲ့ Arsenal ကိုဘလို့မှမနိုင်ပါဘူးဒါပေမဲ့ final ဆိုတော့လေမထင်မှတ်ထားရင်လည်းဖြစ်ချင်လည်းဖြစ်သွားနိုင်တယ်ဆိုတော့လေတစ်ချက်တော့စောင့်ကြည့်ရမှာပေါ့ဘယ်ကောင်မနိုင်မှာကိစ္စမရှိပါဘူးကိုတွေကကြောက်မှန်ဆိုတော့လေအဲ့တော့အားလုံးပဲစီပါဒီကနေ့ည7:00နာရီကြာရင်ပြန်လည်ဆုံတွေ့ပါမယ်